ရေးစားစာအမတ်နဲ့ဒီလောက်လေးစိမ်းတွေတိုက်နေတာအပတ်ပတ်ကတစားစီပြုတ်ထွက်နေတာကျမကပန်းတွေဖွင့်ပြရအောင်မလားစိတ်ကန်းနေတိုင်းနှလွားဝရဏကနေပြုတ်ကြတယ်ကိုအမြက်ကဆွဲနှုတ်လဲရေတောင်းမြဟာထုံနာဝေဒနာကြီးနဲ့ခိုင်တယ်နေုံပဲတခုဆိုဘာကိုကြောက်မှမသိကြောက်တယ်ဆွဲဖြစ်လို့မရတဲ့ຫນွေကြိုးတွေရှိမှရိုးရင်းချင်စီတီနာကျင်လာတော့မှသိတယ်ပြန်မချစ်တာကြီးကိုမခံစားနိုင်ပါဘူးအဲ့ဒါကအကြအလဲဝင်းဖြစ်နေတူတယ်နှိခါရခံတရက်ဖူးတွေနဲ့တူတယ်လလပပဖူးလာပြီးမှနှစိတ်ခံလိုက်ရတဲ့နင်းစီဝင်နဲ့တူတယ်ချင်းကပါးနှက်ပါရဲ့ကျမမပြောဖြစ်လိုက်တဲ့စကားတွေကိုလည်းကြားမိမှာပဲညချင်း